အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့2019ကထွက်ခဲ့တဲ့ The Outlaw ဆိုတဲ့တောင်ကိုရီးယားရာဇဝတ်မှု action ရုပ်ရှင်ကိုအတူတူကြည့်လိုက်ရအောင်ဗျာလာပါအတူတူကြည့်ကြမယ်ဒီရုပ်ရှင်ကဖြစ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်1990ပြည့်နှစ်လွန်တွေကတရုတ်ကိုရီးယားကာပြားတွေအစိုးမျိုးရဲ့ဂါရီဘွန်းရက်ကွက်မှာလာရောက်အခြေချနေထိုင်ခဲ့ကြပြီးတော့ China Town ထိုတန်းတစ်ခုကိုတည်ထောင်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကစလို့မာဖီးယားဂိုင်းဆောင်ပေါ်ပေါက်လာပြီးတော့လှုပ်ရှားလာခဲ့ကြပါတယ်ဆော့တူကတော့ဤဒေတာကလူမိုက်တွေနဲ့ဂိုင်းစတာတွေကြောက်ရတဲ့ရဲရရှိတယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့သူလမ်းလျှောက်နေတော့ဓာတ်နဲ့အပြန်လန်ထိုးဖို့ချိန်ရနေကြတဲ့လူနှစ်ယောက်ကိုသူတွေ့လိုက်ရပါတယ်သူကတော့နည်းနည်းလေးမှတွန်းဆုံနေခြင်းမရှိပဲဖုန်းပြောရင်းနဲ့ပဲတယောက်ရဲ့လက်ကိုချိန်ချိုးပြီးနောက်တစ်ယောက်စီကဓာတ်ကိုလည်းအตาရလူယူလိုက်ပါတယ်ပြီးတော့သူ့ရဲ့ရဲဘက်ရဲဖော်တွေကိုလွှဲပြောင်းပေးလိုက်တာပါအဲဒီနောက်မှာတော့သူကဗီနိုဒိုင်းဝင်တယောက်ဓာတ်နဲ့ထိုးခံရဗီလက်ခုံစီကိုတွားခဲ့ပါတယ်ဒိုစာဦးဆောင်တဲ့ဗီနိုဂိုင်းဌာနချုပ်မှာတော့သူတို့ဂိုင်းကိုဓာတ်နဲ့ထိုးသွားတဲ့လူလက်စားချေဖို့အတွက်အားလုံးပြင်ဆင်နေကြပါပြီဒါပေမဲ့သူတို့အပြင်ကိုထွက်လာတဲ့အချိန်မှာတော့ဂိုင်းချင်းချင်းစစ်ပွဲမဖြစ်အောင်တားဆီးဖို့အတွက်ဒေါ်စုကလမ်းမှာစောက်ပြီးစီးကြိုနေပါတော့တယ်အဲ့မှာနဲ့ဂိုင်းဝင်တယောက်ကဘသူ့မှမကြောက်တဲ့ပုံစံနဲ့ထောင်းလှုပ်ပြလိုက်ပါတယ်အဲ့ဒါကိုဒေါ်စုကခွင့်မလို့ပဲပါကိုအားရပါရရိုက်ချလိုက်လို့အဲ့လူမိုက်ကြီးလည်းမြေကြီးပေါ်ကိုဘုံကနေနဲ့ကျုံကနေလဲသွားပါတော့တယ်အချိန်တွေကိုကြည့်ပြီးဂိုင်းကောင်းဆောင်ဒိုစာကဂျားတွေကနဲ့ဝင်ပါကသူ့လူကိုလှုပ်တဲ့အတွက်ကလစားပြန်ချင်းုံတက်တက်ပါလို့ပြောပါတယ်ဒါပေမဲ့ဆော့တူကတော့တရားခံကိုသူတို့ရဲတွေပဲဖမ်းဆီးအရေးယူမှဖြစ်လို့လက်ရှောင်နေဖို့တတိပေးလိုက်ပါတယ်နောက်တော့ဆော့တူနဲ့သူ့အဖွဲ့ကအီဆူဦးဆောင်တဲ့ကော်ဘရာဂိုင်းကျိုးရဲ့ဌာနစီကိုလိုက်သွားကြပါတယ်အဲ့ညမှာပဲဆော့တူကဓာတ်နဲ့ထိုးခဲ့တဲ့တရားခံကိုတွေ့လိုက်ရပြီးအဖွဲ့ကချက်ချင်းလိုက်ဖမ်းဖို့လုပ်ပါတယ်ရာဇဝတ်ကောင်ဘက်ကတယောက်ကဝင်တားဖို့ကြိုးစားပေမဲ့ဆော့တူကသူ့မျက်နှာကိုစပွဲခုံနဲ့စောင့်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတရားခံကအမြန်ထွက်ပြေးလို့ဆော့တူကနိုင်ကောင်နေလိုက်လန်ဖမ်းဆီးရပါတော့တယ်တရားခံကပြန်ခုခံမှုစူးစမ်းသေးပေမဲ့လည်းဆော့တူရဲ့ပြင်းထန်တဲ့ပါရိုက်ချက်တစ်ချက်အောက်မှာနေတတိလစ်ပြီးတော့လဲကျသွားခဲ့ပါတယ်တရုတ်နိုင်ငံကနေရောက်လာပြီးဒီတရုတ်တန်း China Town တစ်ခုလုံးကိုစိုးမိုးပူကြခြင်းနဲ့ဂိုင်းစတာ3ယောက်ပါဒီတယောက်ကတော့ကြမ်းချန်ဥဆောင်တဲ့ Black Dragon ဂိုင်းပဲဖြစ်ပါတယ်သူ့ရဲ့နောက်မှာတစ္ဆာရှိတပည့်တွေဖြစ်တဲ့ Nasan Rat နဲ့ Rante တို့ပါဝင်ပါတယ်သူတို့စန့်ကျင်တဲ့သူမှန်သမျှကိုရက်ဆက်ဆက်တပ်ပစ်လေးရှိတဲ့အဖွဲ့ဖြစ်ပါတယ်သူတို့စီကချီးထားတဲ့ကျေးဇူးကိုပြန်မပေးနိုင်တဲ့အတွက်ဗီနိုဂိုင်းဝင်တယောက်ကိုလည်းရက်ဆက်ဆက်နှိမ့်ဆက်ချင်းပန်းနေကြပါတယ်ရဲစကန်ရောက်တော့ဆော့တူကတရားခံဖြစ်သူကိုဘာကြောင့်တစ်ဖက်သားဂိုင်းကိုဓာတ်နဲ့ထိုးခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကိုသိချင်နေပါတယ်ဒါပေမဲ့လည်းတရားခံကတိတ်ဆိတ်နေပြီးဘာမှမပြောတဲ့အတွက်ဆော့တူကသူ့ကိုခန်းတောက်ကိုခေါ်သွားပြီးခေါင်းမှာဆိုင်ငယ်ဟက်မက်ကိုစောင်းပေးလိုက်ပါတယ်ပြီးရတဲ့အဲ့ဟက်မက်ကိုသူ့ရဲ့တမ်မီလက်သီးနဲ့အားရပါရထိုးနှက်ပါတော့တယ်ခဏကြာမှာတော့ရဲမှုဂျွန်ရောက်လာပြီးတော့တရုတ်တန်းမှာဂိုင်းစတာတွေဗယံပတာတောင်းညံ့နေတဲ့ကိစ္စနဲ့ပတ်သက်လို့ရဲဖွဲ့တစ်ခုလုံးကိုစူပူကျိမ်းမောင်းပါတော့တယ်ဒါကြောင့်ဆော့တူနဲ့သူ့ဖွဲ့ကကော်ဘရာဂိုင်းရဲ့လောင်းစားတိုင်စီကိုချက်ချင်းသွားပြီးဂိုင်းကောင်းဆောင်အီဆူနဲ့ထိတ်တက်တွေ့ဆုံပါတော့တယ်အီဆူကလည်းသူ့လူရဲ့ဓာတ်နဲ့ထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှမသိကြအောင်ဆောင်နေခဲ့တာပေါ့ဒါကြောင့်ဆော့တူကကော်ဘရာဂိုင်းကောင်းဆောင်ကိုဗီနိုဂိုင်းကောင်းဆောင်နဲ့မျက်နှာချင်းဆိုင်ပေးဖို့ခေါ်လာခဲ့ပါတယ်ဂိုင်းကောင်းဆောင်နှစ်ယောက်လုံးကတယောက်နဲ့တယောက်နဲ့မတည့်ကြပဲပြန်လည်တစ်ပြတ်ဖို့လည်းစိတ်ကူးလုံးဝမရှိကြပေမဲ့ဆော့တူကိုတိမ်မတက်ကြောက်ကြတဲ့အတွက်ကြောင့်သူတို့ရဲ့မာနာတွေကိုခွာချပြီးဆော့တူရဲ့ရှေ့မှောက်မှာပဲအတင်းကျပ်လက်ဆွဲနှုတ်ဆက်လိုက်ရပါတော့တယ်ဒါပေမဲ့လည်းတိတ်မကြခင်မှာပဲဒိုဆာရဲ့ဖုန်းထဲကိုကြမ်းချန်စီကနေဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့ပါတော့တယ်ကြမ်းချန်တို့ဟာဗီနိုဂိုင်းဝင်တယောက်ရဲ့အကျွေးကိုဆက်ဖို့အတွက်ဂိုင်းကောင်းဆောင်ဒိုဆာစီကိုလာတောင်းကြပါတယ်ဒိုဆာကလည်းအကျွေးလာတောင်းတဲ့သူတွေချက်ချင်းပဲထွက်ရင်ဆိုင်ခဲ့တာပေါ့ကျန်းချန်ကတော့အမောက်အများကြီးရှိတဲ့ဒီအကျွေးကိုမရရအောင်အတီပေါင်းနဲ့တောင်းနေတဲ့အချိန်မှာပဲဒိုဆာကတော့လှောင်ရီပြီးဂီယူးဆိုင်သူလိုလုံနေခဲ့တာပါဒါကိုစိတ်တိုးသွားတဲ့ကျန်းချန်ကဒိုဆာကိုချက်ချင်းပဲဓာတ်နဲ့ထိုးထည့်လိုက်ပြီးသူတပည့်တွေကလည်းဝိုင်းထိုးကြိတ်ပါတော့တယ်ဂိုင်းကောင်းဆောင်ဒိုဆာတက်ခံလိုက်ရအတွက်ကြောင့်အကြောက်လွန်သွားပြီဖြစ်တဲ့ဆောင်းဦးအပါဝင်ဗီနိုဂိုင်းသားအားလုံးကကျန်းချန်ရဲ့ Black Dragon ဂိုင်းအောက်ကိုဝင်ရောက်ဖို့ပူးပေါင်းသွားကြပါတော့တယ်တစ်ဖက်မှာတော့ဒေါ်ဆူကတရုတ်နိုင်ငံကနေရောက်နေတဲ့ဂိုင်းစတာကြီးဘော်ဟွန်နဲ့တွားရောက်တွေ့ဆုံနေပါတယ်ဘော်ဟွန်ကသူ့ကိုရက်တောက်ဖို့အတူတူဖိတ်ခေါ်ပေးမဲ့ဒေါ်ဆူကပထမကတော့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့ဘော်ဟွန်ကသူ့ဘေးမှာလှပတဲ့နိုင်ငံသူကောင်မလေးကိုလာထားပေးတဲ့ခါမှာတော့ဆော့တူတယောက်ချက်ချင်းစိတ်ပြောင်းပြီးမူးနောက်ပြီးအိပ်ပျော်သွားတဲ့အထိကိုအားရပါရတောက်စားပစ်ပါတော့တယ်နောက်ရဲ့မနေ့ရောက်မှာတော့ကောင်မလေးတွေကသူ့ကိုလာနှိုးပြီးအပြင်မှာရဲတွေရောက်နေတယ်လို့ပြောပါတယ်ဒေါ်စုတယောက်ကတော့လမ်းဖြန့်သွားပြီးတော့အဝတ်စားတွေကိုကြပြကြရကောက်ဝစ်ပြီးအခန်းထဲကနေမတိမတာခုတ်ထွက်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့လည်းအပြင်ထဲရောက်တော့သူ့ရဲ့ရဲဘော်ရဲဘက်တွေနဲ့ထိတ်တိုးပြီးအံ့ဩသွားရပါတယ်တကယ်တော့သူ့ရဲဘော်ရဲဘက်တွေရောက်နေတာကလပ်မန်နေဂျာကလက်ဖြတ်ပြီးပြဿနာရှာသွားတဲ့အမှုကိုလာဆောင်စမ်းနေကြတာဖြစ်ပါတယ်သူတို့တွေကအဲ့လူမိုက်၃ယောက်ကဘယ်သူတွေလဲဆိုတာသိချာမသိကြသေးပါဘူးအဲ့မှာရှိတဲ့မျိုးသမီးတယောက်ကပဲအဲ့လူတွေနဲ့တရုတ်လေတန်းနဲ့တာကေအောင်စံပြည်နယ်လေယူလေသိန်းရှိရလို့ပြောကြပါတယ်ဘော်ဟွမ်ကတော့အဲ့ကိစ္စကိုသူပဲရှင်းလိုက်မယ်လို့ပြောပေမဲ့ဒေါ်စုကတော့ဥပဒေအရအရေးယူဖို့အတွက်တရားခံကိုဖမ်းဆီးတဲ့အလုပ်ကိုရဲတွေကိုပဲလွှဲပြောင်းပေးလိုက်ဖို့ပြောပါတော့တယ်ရဲစကန်ကိုပြောင်းတဲ့အခါမှာတော့သူတို့ဟာ CCTV တွေကနေလူမိုက်300မျက်နှာကိုမြင်တွေ့လိုက်ရပြီးဒါဟာ Black Dragon ဂိုင်းသားတွေဖြစ်မှန်သိသွားကြပါတယ်ဆော့တူကကော်ဘရာဂိုင်းကောင်းတော့အီဆူကိုအဲ့လူတွေကြောင်းမေးမြန်းခဲ့ပေမဲ့အီဆူကိုယ်တိုင်ကလည်းသူတို့ကိုမသိဘူးလို့ညင်းဆိုကြပါတယ်ဒါပေမဲ့ရဲတွေရဲ့သတင်းပေးမှုကနေတစ်စက်အသတင်းချက်လက်တချို့ကိုတော့ရရှိလိုက်ပါတယ်ဒါကတော့ဗီနိုဂိုင်းကောင်းဆောင်ဒိုဆာကို Black Dragon ဂိုင်းကတပ်ပစ်လိုက်ပြီဆိုတဲ့သတင်းပါပဲတိတ်မကြခင်မှာပဲဆော့တူစီကိုရဲအရာရှိထောင်ပြုံစီကနေဖုန်းဝင်လာပြီးလူသေးကောင်တစ်ခုရဲ့အစိတ်ပိုင်းတွေကိုတွေးရှိထားကြောင်းပြောပါတယ်အဲ့ဒီလောင်ဟာ Black Dragon ဂိုင်းကနေရဲဆက်ဆက်တက်ပြီးတော့တုံးတစ်ပိုင်းခုတ်တစ်ပိုင်းဖြတ်ထားတယ်ဗီနိုဂိုင်းကောင်းဆောင်ဒိုဆာရဲ့ရုပ်လောင်းဖြစ်မှန်းကိုသူတို့သိလိုက်ရပါတယ်
ဒါကိုကြည့်ချင်းအဖြစ်ဒီကိုင်းကဘလောက်အန်ရများပြီးရက်ဆက်တယ်ဆိုတော့ရဲတွေသဘောပေါက်သွားကြပါတယ်တစ်ဖက်မှာတော့ဗီနိုကိုင်းသားစောင်းကရှင်သန်ရေးအတွက်ကြမ်းချမ်းရဲ့အဖွဲ့အောင်မှာခွေးတကောင်တော့မိတ်နာခံပြီးနေရပါတယ်သူတို့အဖွဲ့ကကော်ပိုရာဂိုင်းကောင်းဆောင်အီဆူရဲ့လောင်းစားတိုင်စီကိုပြန်ရောက်သွားပြီးတော့ဂိုင်းကောင်းဆောင်နဲ့မျက်ချင်းဆိုင်တွေ့ရအောင်ပြဿနာရှာကြပါတယ်တိတ်မကြခင်မှာပဲအီဆူထွက်လာပြီးကြမ်းချမ်းတဲ့ရင်ဆိုင်စကားပြောပါတယ်ခေါင်းဆောင်နှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲအပြင်ဘက်မှာတော့ Blood Dragon ဂိုင်းသားတွေကကော်ပိုရာဂိုင်းသားတွေကိုအသေးလေးရိုက်နှိမ့်နေကြပါတယ်အချိန်နေမလှမ်းသိတဲ့အီဆူကလည်းလောင်းစားတိုင်ကိုချမ်းချမ်းလက်ကိုလွှဲပေးပြီးတော့စုတ်ခွာသွားခဲ့ရပါတော့တယ်ကြမ်းချမ်းကစောင်းဝယ်စနီးဖြစ်သူဖွင့်လှစ်ထားတဲ့ဘားဆိုင်ကိုသူတို့ရဲ့ပုံခုအခြေဆိုင်စကန်ဖြစ်သတ်မှတ်လိုက်ပါတယ်တရက်မှာတော့စောင်းကဆိုင်ပိတ်ဖို့အတွက်သူ့ဇနီးကိုအပြင်ကနေစောင့်နေခဲ့ပါတယ်ဒါပေမဲ့ဆိုင်ထဲမှာကြမ်းချမ်းကြံခဲ့ပြီးစောင်းဝယ်ဇနီးဖြစ်သူကိုအတင်းအဓမ္မစော်ကဖျက်ဆီးလိုက်ပါတော့တယ်စောင်းခင်ဗျာမှာတော့ကြမ်းချမ်းကိုတိမ်မတက်ကြောင်းရွံ့နေတဲ့အတွက်ဆိုင်ပြင်မှာပဲဘာမှမလုပ်နိုင်ပဲရှင်နာနာနဲ့ပဲစောင့်ကြည့်နေခဲ့ရပါတော့တယ်တညမှာတော့စော့တူနဲ့သူ့အဖွဲ့သားတွေကလမ်းဘေးစားတော့ဆိုင်တွေတခုမှာအစားတော့စားနေတော့ကြမ်းချမ်းရဲ့အဖွဲ့ရောက်လာတော့သတိထားမိသွားကြတယ်သူတို့ကစော့တူရဲ့တစ်ဖက်ဝိုင်းမှာဝင်ထိုင်လိုက်ကြတာပေါ့ရဲဖွဲ့ကလည်းသူတို့ကိုဖမ်းဆီးဖို့အတွက်စတင်လှုပ်ရှားတာပေါ့ဒါမဲ့လည်းကြမ်းချမ်းတစ်ဖက်လူတွေကရဲတွေဖြစ်မှန်းဂျိမ်းမိသွားတဲ့အတွက်အိမ်သားတွေကိုခဏရှောင်ထွက်သွားခဲ့တယ်စော့တူရဲ့အမိတ်ပေးမှုကြောင့်ဟုံစော့ကကြမ်းချမ်းနာကိုလိုက်သွားပြီးတော့ပြိုးစစ်ကတော့အိမ်သားဝမှာစောက်ပြီးတော့ကြံခဲ့ဒါပေမဲ့အိမ်သားလေးလည်းရောက်တော့ကြမ်းချမ်းမထင်မှတ်ထားပဲစူပွက်နေတဲ့စီဘူးတွေနဲ့ဟုံစော့ကိုလှမ်းပတ်လိုက်တယ်စီဘူးလောင်သွားရဲရရှိလေးမှာတုံးလုံးခြောက်ချပြီးနာကျင်စွာနဲ့အော်ဟစ်နေတဲ့အတွက်ဆိုင်ထဲမှာရုပ်သေးဖြစ်ကုန်တော့ကြမ်းချမ်းတဲ့သူတပိ3ယောက်ကအဲ့ဒီဆိုင်ရုံးဆိုင်ကဖြစ်နေတဲ့အချိန်တွေကိုကွင်ကောင်းယူပြီးတော့ဆိုင်ပြင်ကိုအမြန်ထွက်ပြေးလွတ်မြောက်သွားကြပါတယ်စော့တူနဲ့အဖွဲ့ကလည်းနောက်ကနေအသေးစိတ်လိုက်လံဖမ်းဆီးခဲ့ပေမဲ့လည်းကန်ဆိုးစာနဲ့တယောက်မှမမိပဲနဲ့လွတ်သွားခဲ့ရပါတယ်တစ်ဖက်မှာတော့စောင်းဦးကသူ့ဇနီးကိုကြမ်းချမ်းစော်ကားမှုကိုခံခဲ့ရတဲ့အတွက်ဒေါသတကြီးနဲ့ရိုင်းနှက်ပါတော့တယ်သူ့ဇနီးကလည်းငိုယိုပြီးတော့ရှင်တကယ်ကိုလူဖြန့်ပဲဂိုင်းကောင်းဆောင်ရဲ့ရှေ့မှာကျမတို့တစ်ချက်ကလေးတောင်ထွက်မကောက်ွယ်ပေးနိုင်ဘူးလို့ရှင်နာနာနဲ့ပြောရှာပါတယ်တိတ်မကြခင်မှာပဲဘော်ဟွမ်းရဲ့လူမိုက်အဖွဲ့ကရောက်ရှိလာပြီးစောင်းဦးကိုဝိုင်းဝန်းဖမ်းဆီးသွားပါတော့တယ်ဘော်ဟွမ်းရဲ့လူတွေကစောင်းဦးကိုကြမ်းချမ်းအဖွဲ့ဗမာဖုံးနေလဲဆိုတာအတင်းကျပ်မေးမြန်းပါတော့တယ်ဒါပေမဲ့စောင်းဦးကတော့ဘလို့ပဲနှိမ့်ဆက်ဆက်နှုတ်ဆက်နေခဲ့တာပေါ့အဲ့စားသူကဘော်ဟွမ်းကိုဒူးထောက်တောင်းပန်ပြီးသူ့အခွင့်အရေးတစ်ချိန်လောက်ပေးဖို့နဲ့ကြမ်းချမ်းကိုသူ့ကိုယ်တိုင်လက်စားချေတက်ပေးပါမယ်လို့ငိုယိုပြီးတောင်းပန်ရှာတယ်နောက်ရက်မှာတော့အီဆူဦးဆောင်တဲ့ကော်ပိုရာဂိုင်းက Blood Dragon ဂိုင်းစီပါသွားတဲ့သူတို့ရဲ့လောင်းစားတိုင်ကိုပြန်လည်စီးနှင်းတိုက်ခိုက်ပါတော့တယ်ဒီသတင်းကိုကြားတော့ကြမ်းချမ်းလက်သက်ပြောင်းတဲ့တပည့်တွေဖြစ်တဲ့ဆန်ရန်နဲ့ရန်ထေးတို့ကဒေါသအလိမ့်လိမ့်ထွက်သွားပြီးတော့အီဆူကိုတက်ပစ်ဖို့အတွက်ချက်ချင်းပဲလိုက်လံရှာဖွေပါတော့တယ်ဒါပေမဲ့တကယ်တော့ဒါကြမ်းချမ်းအဖွဲ့ကပုံအောင်နေတဲ့လှိုင်ကောင်းတွေကနေထွက်လာအောင်အီဆူစင်ထားတဲ့အကွက်ကြထောင်ချောင်းတစ်ခုဖြစ်နေခဲ့ပါတယ်ဆန်ရန်နဲ့ရန်ထေးတို့နှစ်ယောက်လုံးကအီဆူအဖွဲ့ရဲ့ဝိုင်းအောင်ခံလိုက်ရပြီးတော့ဂိုင်းချင်းချင်းသွေးချောင်းစီးနှင်းတိုက်ပွဲတွေစတင်ဖြစ်ပွားပါတော့တယ်တိတ်မကြခင်မှာပဲဖမ်းခလာတဲ့ Blood Dragon ဂိုင်းသားတွေကိုလက်ရဖမ်းမှုအတွက်စော့တူနဲ့သူ့ရဲ့ရဲဖွဲ့တွေအချိန်ကရောက်ရှိလာပါတယ်တိုက်ပွဲကအရန်ပြင်းထန်ပြီးဖမ်းခတ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စော့တူကဆမ်ရက်ကိုအမိရဖမ်းပြီးအာဏာပြလိုက်နိုင်ပါတယ်ဒါပေမဲ့ရန်ထေးကတော့သူတို့ဝိုင်းထားတဲ့ရဲနှစ်ယောက်ကိုရုန်းကန်တိုက်ခိုက်ပြီးလွတ်မြောက်သွားခဲ့တာပါအဲနောက်ရန်ထေးကကြမ်းချမ်းစီကိုချက်ချင်းဖုန်းဆက်ပြီးတော့သူတို့အီဆူကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့ဆန်ရက်လည်းရဲတွေဖမ်းသွားပြီဖြစ်တဲ့အကြောင်းအမြန်သတင်းပို့လိုက်ပါတော့တယ်ရဲစကန်ထဲမှာတော့ဖမ်းမိထားတဲ့ဆန်ရတကယ်ကိုခေါင်းမာနေပြီးသူ့ရဲ့ခိုင်းနဲ့ခေါင်းဆောင်ကြမ်းချမ်းအကြောင်းဘာတလုံးမှဖွင့်မပြောပါဘူးသူကနှိမ့်ဆက်ညှစ်ပန်းခံထားတော့မှရဲတွေကိုပြန်ပြီးလှောင်ပြောင်းတယောနေပါသေးတယ်တစ်ဖက်မှာတော့ကော်ဘရာဂိုင်းကောင်းဆောင်အီဆူကမိခင်ဖြစ်သူကမွေးနေ့ပွဲတစ်ခုကိုကျင်းပပြီးပျော်ရွှင်နေပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲရန်ထေးရောက်လာပြီးမိသက်ဆေးဘူးတွေတဲကိုအမှုန့်တွေနဲ့ဆိုင်ထဲမှာရှောက်ပြန်းပြီးအီဆူရဲ့တပည့်တွေကိုရဲဝုန်းဝင်ရောက်တိုက်ခိုက်ပါတော့တယ်အဲ့နောက်မှာတော့ကြန်ချမ်းကိုယ်တိုင်ရောက်ရှိလာပြီးအီဆူနဲ့ထိတ်တိုက်တပ်ပွဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ကြန်ချမ်းကသူ့ရဲ့လန်ခီမှာအမြဲတမ်းအဟန်တာဖြစ်နေတဲ့ဂိုင်းကောင်းဆောင်အီဆူကိုရဲဆက်ဆက်တပ်ပစ်လိုက်ပါတော့တယ်ဒီသတင်းကစားတော့ဆိုင်ရဲ့ CCTV မှတ်တမ်းနဲ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်စော့တူကတော့ဖမ်းအခန်းလုံးနဲ့ကြန်ချမ်းကိုအခုထိလက်ရဖမ်းမိသေးတဲ့အတွက်စိတ်မကောင်းဖြစ်ပြီးနှုတ်ဆက်နေခဲ့ရတာပေါ့တိတ်မကြခင်မှာပဲရဲမှုကြီးကသူတို့အဖွဲ့ကိုအရေးပေါ်အစည်းအဝေးခေါ်ယူလိုက်ပါတယ်ရဲမှုကြီးကစော့တူတို့အဖွဲ့လောက်တာနှေးကွေးလွန်တဲ့အတွက်ဒီအမှုကိုလူသက်နှိမ်နှင်းဌာနကရဲမှုကန်စီလွှဲပြောင်းပေးတော့မယ်လို့ပြောပါတယ်အဲ့ဒီရဲမှုကန်ကလည်းမာနာကြီးပြီးစော့တူတို့အဖွဲ့ကိုအထင်သေးတဲ့မျိုးလုံးနဲ့ကြည်နေခဲ့တာပါဒါကြောင့်စော့တူကကြမ်းချမ်းအဖွဲ့တစ်ခုလုံးကိုအမြင့်ပြတ်ချေမုန်းဖို့အတွက်နောက်ထပ်10ရက်သာအချိန်ပေးဖို့ရဲမှုကြီးကိုအာမခံချက်နဲ့တောင်းဆိုလိုက်ပါတယ်တစ်ဖက်မှာတော့ကြမ်းချမ်းဒုဆိုင်လောကစီးပွားရေးသမိုင်းနှစ်ယောက်နဲ့တွေ့ဆုံဆွေးနွေးနေပါတယ်သူတို့ကကြမ်းချမ်းပြိုင်ပွဲဖြစ်တဲ့ဘော်ဟွမ်းကိုဒေါ်လာ1 သန်းပေးပြီးအပီးတိုင်ရှင်းလင်းခိုင်းမှုလာရောက်ငှားရမ်းကြတာပါကြမ်းချမ်းတယောက်အစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲ Blood Dragon ဂိုင်းထဲမှာခိုလုံနေတဲ့စောင်းဦးကဘော်ဟွမ်းစီကိုလှုပ်ဝက်ဖုန်းဆက်ပြီးတော့ကြမ်းချမ်းတို့ရှိတဲ့နေရာကိုသတင်းပေးလိုက်ပါတော့တယ်တိတ်မကြခင်မှာပဲဘော်ဟွမ်းရဲ့လူမိုက်အဖွဲ့ကအလုံးရင်းနဲ့ရောက်ရှိလာပြီးရန်ထေးကိုဝိုင်းရိုက်တယ်လို့အပေါ်တက်ကကြမ်းချမ်းစီကိုတက်ဖန်မှုစူးစမ်းကြပါတယ်ဒါပေမဲ့ပါနေတဲ့ကြမ်းချမ်းကတော့ဖန်ပင်းပေါက်ကိုရိုက်ခွဲပြီးအသက်ဆုံးကအောက်ကိုခုန်ချထွက်ပြေးသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲရန်ထေးကလည်းငရှင်းလို့အလွန်ဖမ်းခတ်တဲ့အတွက်သူ့ကိုဝိုင်းထားတဲ့လူတွေကြားနေပဲရုံးထွက်လွတ်မြောက်သွားပြန်ပါတယ်ကြမ်းချမ်းထွက်ပြေးနေတဲ့လမ်းမှာတော့စောင်းဦးကသူကြိုစီစဉ်ထားတဲ့အတိုင်းကြမ်းချမ်းကိုကိုယ်တိုင်တက်ဖို့အတွက်ဓာတ်နဲ့ထိုးပါတယ်ဒါပေမဲ့စောင်းဦးတဲ့လုံမှုရှိတဲ့ကြမ်းချမ်းကချက်ချင်းပြန်လဲခုခံပြီးစောင်းဦးကိုဓာတ်နဲ့ပဲပြန်လဲထိုးတက်လိုက်ပါတော့တယ်ဒီဒေတာမှာခိုင်းစတာတွေရဲ့တောင်းကျမ်းမှုကဇက်တိုက်ဆိုလိုပုံပုံများပြလာတဲ့အတွက်စော့တော်ကရက်ွက်တဲ့ဒေတာကန်ပြည်သူတွေကိုအရေးပေါ်အစည်းအဝေးခေါ်ယူလိုက်ပါတယ်
သူကဒေသခံတွေကိုဒီထက်မကတိုးပွားလာနေတဲ့ Blood Dragon ခိုင်းသားတွေကိုအမြင့်ပြတ်ဖမ်းဆီးနိုင်နေဖို့အတွက်အားလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့သတင်းပေးမှုတွေလိုအပ်ပါတယ်လို့အလေးနဲ့ထားပြီးတောင်းဆိုလိုက်ရတယ်ဒီအစီအစဉ်ကတော့မိမိတို့ပတ်ဝန်းကျင်မှာပြဿနာဒါမှမဟုတ်ရုံးရဆိုင်ကဖြစ်တာတွေရှိခဲ့ရင်ရဲတွေကိုလှုပ်ဝက်ပြီးဓာတ်ပုံရိုက်တာဗီဒီယိုမှတ်တမ်းတင်တာမျိုးနဲ့ကူညီပေးဖို့ပဲဖြစ်ပါတယ်နေ့စဉ်နဲ့အများဖြစ်ပွားနေတဲ့ gangster တွေရဲ့ပြဿနာတွေကိုမှတ်တမ်းတင်ဖို့ရဲတွေရဲ့တောင်းဆိုချက်ကိုဒေသခံပြည်သူတွေနဲ့စီးပွားရေးသမားတွေကဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်ဒါကြောင့်မလို့ဂါရီဘုံရက်ကွက်ထဲမှာဖြစ်ပွားခဲ့တဲ့ပြဿနာအလုံးရဲ့နောက်ွယ်မှာ Blood Dragon ဂိုင်းနဲ့သူတို့ရဲ့ခေါင်းဆောင်ကြံချမ်းရှိနေရဆိုတဲ့ခိုင်မိုင်းသတင်းချက်လက်တွေကိုတော့ရဲတွေရရှိခဲ့ပါတယ်တညမှာတော့ဟုံစောကသူ့ရဲ့လုပ်ဖော်ကိုင်မဲ့တွေကိုမိုးဝယ်လာပြီးတော့ရဲစခန်းပြင်ပမှာစော့တူနဲ့စကားပြောပြကြပါတယ်ဟုံစောကရဲမှုကြီးစီရင်တဲရရှိထားတဲ့သတင်းတစ်ခုကိုပြောပြလာပါတယ်အဲ့ဒါကတော့လာမယ့်ပတ်မှာတရုတ်ရဲတွေရောက်လာပြီးဖမ်းမိထားတဲ့စံရက်ကိုတရုတ်နိုင်ငံစီပြန်လည်ခေါ်ဆောင်သွားတော့မယ်ဆိုတဲ့သတင်းပါပဲနောက်နေ့မနက်မှာတော့စော့တူကကြံချမ်းရဲ့သူ့ရဲ့တပည့်တွေကိုအမြင့်ပြတ်အလွယ်တကူနှိမ်နှင်းနိုင်မှုအတွက်လှုပ်ဝက်တဲ့စစ်စင်ရေးတစ်ခုစတင်ရေးဆွဲပါတော့တယ်သူကသူယုံကြည်ကြတဲ့သတင်းပေးတွေကိုတရုတ်ရဲဖြစ်ဟန်ဆောင်ခိုင်းလိုက်ပါတယ်အဲဒီနောက်မှာတော့ရဲဖွဲ့ကစံရက်ကိုလာရောက်ခေါ်ဆောင်သွားခဲ့ကြတာပေါ့မထွက်ခွာခွင့်နောက်ဆုံးအနေနဲ့စော့တူကစံရက်ကိုထောင်နဲ့ရှော့ပေါ်ပေးမယ်လို့ကမ်းလှမ်းပြီးဂိုင်းကောင်းဆောင်ကြံချမ်းပုံးဖောင်နေတဲ့နေရာကိုလည်းပြောပြပေးဖို့စီးယုံကြည့်ပါသေးတယ်ဒါပေမဲ့ခေါင်းမှာလည်းစံရက်ကတော့ဘာမှမပြောဘဲနဲ့တင်းခံနေခဲ့ပါတယ်အဲဒီနောက်မှာလေစစ်ကိုသွားနေတဲ့ကားပေါ်ရောက်တဲ့အခါမှာတော့တရုတ်ရဲအတုတွေကကိုရီးယားမှာတရားမဝင်ပစ္စည်းတွေဖြန့်ချီဖို့အတွက်အယောင်ကိုယ်စားလဲရှားခတ်နေတဲ့ပုံစံမျိုးဟန်ဆောင်ပြီးအချင်းချင်းစကားနာထိုးပြကြပါတော့တယ်အဲ့လိုနဲ့စံရက်ကတရုတ်ပြည်ကလာတဲ့ပစ္စည်းဖြန့်ချီသူတွေကိုရှာဖွေပေးနိုင်တယ်ဆိုပြီးရဲတွေကိုလှည့်စားတဲ့ကွက်တစ်ခုဆင်းလိုက်ပါတယ်သူတို့အပေးဦးတဲသွားတဲ့အတွက်ကိုရီးယားရဲတွေကသူတို့လေစိတ်ထိလိုက်ဖို့ပဲပြီးတရုတ်ရဲတူတွေလက်ထက်ကိုလွှဲပြောင်းပေးလိုက်ပါတယ်တရုတ်ရဲတူတွေကလည်းလေစိတ်မှလည်းသူ့ကိုပြန်လွှတ်ပေးလိုက်တာပေါ့ဒါပေမဲ့စံရမသိတာတခုကသူ့ရဲ့လှုပ်ရှားမှုမှန်သမျှကိုနောက်ကနေစော့တူတဲ့သူ့ရဲ့ဖွဲ့ကတကားကောက်စောက်ကြည့်နေတဲ့ထောင်ချောင်းတစ်ခုဖြစ်နေတာဟုတ်ပါပဲအဲ့ညမှာပဲစံရက်ကကြံချမ်းစီကိုချက်ချင်းသွားပြီးတရုတ်ရဲတွေနဲ့ရခဲ့တဲ့အကျိုးမြတ်ကြီးမားတဲ့သဘောတူညီချက်အကြောင်းသတင်းပို့ပါတယ်ပထမတော့ခိုင်းကောင်းဆောင်ကြံချမ်းကတန်တရားဝင်နေပေမဲ့စံရယူလာတဲ့ကွန်မစီနမူနာကိုပြလိုက်တဲ့ခါမှာတော့အဟုတ်မှတ်ပြီးယုံကြည်သွားပါတော့တယ်တစ်ဖက်မှာတော့ရဲစခန်းတစ်ခုလုံးကတရားခံတွေကိုလက်ရဖမ်းဆီးဖို့အတွက်အကွက်ကြကြပူပေါင်းထောင်ချောက်ဆင်ဖမ်းဆီးရေးကိုအားတက်ပြီးပြင်ဆင်နေကြပါပြီတိတ်မကြခင်မှာပဲစံရက်ကတရုတ်ရဲတွေစီကိုဖုန်းဆက်ပြီးတော့ခေါင်းဆောင်ကြံချမ်းနဲ့အပေးယူကိစ္စအပြီးတက်ဖို့ဘယ်နေရာမှာတွေ့ကြမယ်ဆိုတာကိုလှမ်းပြောပါတယ်သူကတွေ့ရမယ့်ဆိုင်လိပ်စာကိုပြပြလိုက်တဲ့အတွက်စော့လူနဲ့ရဲဖွဲ့ကအဲ့နေရာကိုစောစီတွားရောက်ပြီးအပိုင်းပြင်ဆင်ဆောင်ဆိုင်နေခဲ့ကြပါတယ်စစ်စင်ရေးပျက်စီးမသွားစေဖို့အတွက်ဆိုင်ထဲမှာကြိုတင်ရောက်နေတဲ့ကြံချမ်းတပည့်တွေကိုရဲတွေကအတတ်မထွက်ပဲအရင်ဆုံးဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်ခီးမပြတ်ခင်မှာပဲကြံချမ်းရဲ့သူ့ရဲ့တပည့်နေငယ်နဲ့အတူချင်းဆိုထားတဲ့နေရာစီကိုအေးအေးလူလမ်းလျှောက်ဝင်လာပါတော့တယ်ချင်းဆိုတာအခန်းထဲကိုရောက်တာနဲ့စော့တူနဲ့သူ့အဖွဲ့အထက်ဂိုင်းစတာတွေကိုချက်ချင်းပဲဝိုင်းဝန်းဖမ်းဆီးလိုက်ကြပါတယ်ဒါပေမဲ့ပါနေတဲ့ကြံချမ်းကတော့တခုခုမတင်ကားလို့ရိတ်မိပြီးစံရက်ကိုပဲအထက်ကိုဝင်ခိုင်းခဲ့တာပါကြံချမ်းကချိန်သားနေရာကိုမသွားတော့ပဲသူ့ကိုဒေါ်လာတန်းနဲ့လုံးကြံမှုခါရန်ခဲ့တဲ့ဘောဟွန်ကိုတက်ဖြစ်ဖို့ဟိုတယ်ဘားစီကိုတန်းပြီးဦးတီလိုက်ပါတော့တယ်ကြံချမ်းအဖွဲ့ကလမ်းမှာအဟန်တာဖြစ်တဲ့သူမှန်သမျှကိုရဲဆက်ဆက်တက်ဖြတ်ပြီးတော့ရှေ့ဆက်ခဲ့ကြပါတယ်သူတို့ကဘောဟွန်ရဲ့လူမိုက်တွေနဲ့ထိတ်တိုက်တွေ့ပြီးအပြန်အလှန်ချကြပေမဲ့လူငယ်ရောလေယုံကြီးပါတာလုံးနဲ့ကြမ်းချမ်းအဖွဲ့ကပဲတားဆီးရသွားခဲ့တာပါအချိန်နေမလှတော့တဲ့အတွက်ဘောဟွန်ခင်ဗျားလည်းအသက်လူပြီးထွက်ပြေးုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့ကြမ်းချမ်းကသူ့ကိုမိရလိုင်းပြီးသွားပြီးတော့အသက်ထွက်လို့နီးပါလေဘင်းကိုအားပါညှစ်ထားပါတော့တယ်ကံကောင်းကျွန်တော်အဲ့ဒီအချိန်မှာပဲရဲတွေကအချိန်ကိုက်ရောက်လာတဲ့အတွက်ကြောင့်ကြမ်းချမ်းလည်းဘောဟွန်ကိုလွှတ်ပြီးနောက်ဆုံးထွက်ပြေးခဲ့ရပါတယ်ရဲရရှိဟုံစောကစော့တူစီကိုချက်ချင်းဖုန်းဆက်ပြီးကြမ်းချမ်းတယောက်ဂါရီဘွန်စူဆောင်းရေးစကန်ဘက်ကိုထွက်ပြေးသွားအောင်သတင်းပို့လိုက်ပါတယ်စောတူလည်းကြမ်းချမ်းရှိတဲ့နေရာကိုချက်ချင်းလိုက်သွားခဲ့ပြီးတော့ဟုံစောကတော့အရင်အဲ့နေရာကိုရောက်နေပြီးတော့လှုပ်ဝက်ဆောက်ကြည့်နေခဲ့တာပါတရက်ခန့်နေဝေးမပြေးနိုင်အောင်လို့ဟုံစောကလမ်းမပေါ်မှာကားနဲ့ပိတ်ရပြီးတားဆီးလိုက်ပါတယ်ဒါကိုကြမ်းချမ်းတို့ကကားနဲ့တိုက်တက်ပြီးမောင်းမှုထွက်တဲ့လှုပ်တဲ့ချိန်မှာပဲစောတူကချက်ချင်းရောက်လာကသူ့ကားနဲ့ဂျားကနေပိတ်ခံပြီးတော့တိုက်ပစ်လိုက်တာပါကားနဲ့စီလုံးတိုက်ပြီးတော့ကားပေါ်ပါလာတဲ့သူတွေကအနာတရားဖြစ်ကြကုန်ပေမဲ့လည်းသူတို့ကကားပေါ်ကစိမ့်ပြီးအသေးလေးဆက်လက်လုံးထွေးတပ်ပုံနေကြပြန်ပါတယ်တိုက်ပွဲကြမှာကြမ်းချမ်းကဟုံစောကိုအလဲနဲ့ရိုက်လိုက်နိုင်ပေမဲ့တစ်ဖက်မှာလည်းစောတူကရန်ထေးကိုသူ့ရဲ့တမီးလက်သီးတွေနဲ့အလွယ်တကူအမှုန်ကျိတ်နေလိုက်နိုင်ပါတော့တယ်ရဲကူညီတွေထက်ရောက်လာတာကိုမြင်တော့ကြံချမ်းကသူ့တပည့်တွေကိုပစ်ထားခဲ့ပြီးအမြန်ထွက်ပြေးပါတော့တယ်စောတူလည်းဒဏ်ရာကြောင့်တစ်ဖက်နာကျင်နေပေမဲ့လည်းခိုင်းကောင်းဆောင်ကြံချမ်းကိုမစုံမနစ်လိုက်လံဖမ်းဆီးခဲ့ပါတယ်ကြံချမ်းကပြင်းလွှိုင်းနဲ့စောတူခဏခဏစားလေးရှိတဲ့လမ်းဘေးကအကြိုက်ဆုံးစားသောက်ဆိုင်တွေကိုဝင်ပုံလိုက်မိပါတယ်အဲ့ဒီမှာသူဖုန်းဆက်ပြီးတစ်ဖက်လူကပေးတဲ့ဖုန်းနံပါတ်ကိုစက်ကူပေါ်မှာလှမ်းရင်းနေတော့စိုင်းနေရာမှာကတ်ထားတဲ့သူ့တပည့်တွေရဲ့ဓာတ်ပုံကိုမြင်သွားခဲ့တာပါဆိုင်ရှင်ဖိုးနဲ့မြေဖြစ်သူကရဲတွေကိုကူညီသတင်းပေးနေတဲ့သတင်းပေးတွေဖြစ်မှန်းကိုသူရိပ်မိသွားပါတယ်ဒါကိုသိသွားတဲ့ကြံချမ်းကစိန်ရိုင်းဝင်ပြီးအဖိုးနဲ့မြေဖြစ်သူကောင်လေးကိုရဲဆက်ဆက်ဓာတ်နဲ့ဝိုင်းထိုးပါတယ်စောတူဆိုင်ထဲကိုရောက်လာတဲ့အချိန်မှာတော့အသက်လူနေရတဲ့မြေဖို့နှစ်ယောက်ကိုတွေ့လိုက်ရလို့ချက်ချင်းပဲလူနာတင်ကခေါ်ပေးခဲ့ရပါတယ်စေးုံကားမပို့ဆောင်ခင်မှာပဲဒဏ်ရာရထားတဲ့ကောင်လေးကစောတူကိုကြမ်းချမ်းဖုံးပြောနေတော့တရုတ်နိုင်ငံကိုလေရင်နဲ့ပြန်ပြေးတော့မယ်လို့ပြောတာကိုကြားလိုက်တယ်ဆိုပြီးအာယူကသတင်းပေးရှာပါတယ်တစ်ဖက်မှာတော့ဒူးစရိုက်လောကသမားကြီးမစ္စတာဂိုဒ်ခါသူ့ရဲ့စီဝိုင်းပါတနာနဲ့စကားပြောနေပါတယ်အဲ့ပါတနာကကြမ်းချမ်း
ဘောဟွမ်ကိုတက်ဖြစ်လိုက်ပြီးဖြစ်လို့သူ့ဂရီပေးထားတဲ့လုံခြံငွေပေးရတော့မယ်လို့ပြောလာပါတယ်ဒါပေမဲ့မစ္စတာကုတ်ကကြမ်းချမ်းကိုပတ်စံတစ်ပြားမှပေးဖို့အစီအစဉ်မရှိဘူးလို့ညင်းဆိုလိုက်တာပေါ့ဒါပေမဲ့ပြောလို့မှမဆုံးသေးခင်မှာသူ့ရှိကိုဘောဟွမ်ရဲ့လူမိုက်တွေရောက်လာတာကိုမြင်ပြီးသူလမ်းဖြန့်သွားပါတယ်တကယ်တော့ကြမ်းချမ်းကပတ်စံကိုလိုချင်စိမ့်နဲ့ဘောဟွမ်တေးပြီးဆိုပြီးလိန်ညာခဲ့တာဖြစ်လို့ဘောဟွမ်ကအမှန်တကယ်တော့တက်ရှင်နေစေဖြစ်ပါတယ်ကြမ်းချမ်းလေးစစ်ကိုရောက်တဲ့အခါမှာတော့ဝစ်စားလဲဖို့နဲ့မျက်နှာတစ်ဖို့တက်စင်ကန်တဲကိုချက်ချင်းဝင်သွားခဲ့တာပါသူမျက်နှာတစ်ဝစ်စားလဲပြီးအိမ်သားတွေကနေအေးလို့ထွက်လာတဲ့အချိန်မှာတော့သူ့ရှိတက်တဲ့မှာဘွားကနေစောင်းကြုံနေတဲ့စော်တူကိုထိတ်တိုက်တွေ့လိုက်ရပါတော့စော်တူကလည်းကြမ်းချမ်းကိုမြင်မြင်ချင်းပဲမင်းကကိုရီးယားမှာအခွန်လဲမဆောင်မဲ့တန်းစင်ကန်ကတီရှူးတွေကိုအားရပါရသုံးနေတာပဲနော်ဆိုပြီးခက်တီတီနဲ့နောက်ပြောင်ပြက်လုံးထုတ်လိုက်ပါသေးတယ်တစ်ဖက်ကခိုင်ကောင်းဆောင်ကြမ်းချမ်းကလည်းအရှော်မပေးပဲစော်တူကိုအသေးလေးစတင်တိုက်ခိုက်ပါတော့တယ်သူတို့နှစ်ယောက်တန်းစင်ကန်ထဲမှာတကယ်ကိုကြမ်းကြမ်းတက်တက်နဲ့ရင်သက်ရှူမောပွဲရုံးရင်ဆန်ကန်ရိုက်နှက်ကြတာပါဒါပေမဲ့နောက်ဆုံးမှာတော့စော်တူရဲ့တန်ပြီးတတိချက်တွေအောက်မှာကြမ်းချမ်းတယောက်ဒုတ်ထောက်သွားခဲ့ရပြီးစော်တူကသူ့ကိုအိမ်သားထဲမှာပဲလက်ထိတ်အသေးခတ်ထားလိုက်ပါတယ်ပြီးတော့မှငြိမ်သွားအောင်နောက်ဆုံးပိတ်အားပြည့်တဲ့တတိတစ်ချက်နဲ့အလဲထိုးအမှောက်သိပ်လိုက်ပါတော့တယ်စော်တူတက်စင်ကန်တွေကထွက်လာတဲ့အခါမှာတော့သူ့ရဲ့ရဲဘော်ရဲဘက်တွေနဲ့လမ်းမှာစုံကြပါတယ်ရဲမှုကသူ့တပည့်တွေကိုအထက်ကဂိုင်းကောင်းဆောင်ကိုတွားဖမ်းကြတော့လို့အမိန်ပေးလိုက်တာပေါ့အခုဆင်နွှဲခဲ့တဲ့စစ်စစ်ရေးကြီးတစ်ခုလုံးမှာသူတို့ဟာလူမိုက်ဂိုင်းသားအယောက်ပေါင်းစုစုပေါင်း30ကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီလိုထူးချွန်တဲ့ဆွမ်းဆောင်ရေးကြောင့်ရဲမှုကြီးကရဲချုပ်စီကနေအမွှန်းတင်ချီကျူးစကားရရှိခဲ့ပြီးစော်တူကတော့သူ့ရဲ့ရဲဘော်ရဲဘက်တွေနဲ့သူ့ရဲ့အကြိုက်ဆုံးစောက်တောက်ဆိုင်လေးစီမှာပျော်ပါတွားရောက်စားတောက်ခဲ့ကြပါတယ်ဇလန်လီစတိုးမှာတော့ရဲဘော်တယောက်ကစော်တူကိုအထက်လူကြီးကခေါ်နေတယ်လို့လှမ်းပြောလိုက်တဲ့အခါမှာတော့စော်တူကဘာမှမပြောပဲပြုံးပြုံးကြီးနဲ့ခေါင်းညှိပြလိုက်ပါတော့တယ်ကဲဇလန်လေးကတော့ဒီလောက်ပါပဲဗျာအခုလို movie recap video လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်နောက်ထပ် video တွေအများကြီးလုပ်နိုင်ဖို့အတွက်လည်း video အောက်မှာ comment ရေးပေးပြီးတော့ like and share လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်စိတ်လှုပ်ရှားစရာ video တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲ view ဆိုင်ကြပါဗျာတတာ